အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့လက်ကြီးသမားတွေအတွက်ပေါ့နော်အဓိကထားပြီးတော့ကျွန်တော်လုပ်ပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်တောင်းဆိုထားတဲ့လူတွေများရယ်ပေါ့နော်အချိန်တွေတိတ်မပေးနိုင်ဘူးပေါ့နော်အချိန်ခဏလေးနဲ့ပေါ့နော်အမျက်ငွေများများဘလို့ရှာနိုင်လဲပေါ့နော်ဒါလူတိုင်းဒီလိုမျိုးမစော့ပါနဲ့နော်ကျွန်တော်အခုစော့ပြပေးသွားမယ်နီလန်းအတိုင်းလူတိုင်းကတော့အဲ့လိုမျိုးမစော့ပါနဲ့ဒါမှမဟုတ်ဆိုတော့အချိန်တိတ်မပေးနိုင်ဘူးလက်ကြီးသမားမဟုတ်ဆိုတော့များများထည့်ပြီးတော့ပေါ့နော်အမျက်ငွေရှာနိုင်တယ်ဆိုရင်တကယ်ချင်းမဆိုတော့ကျွန်တော်အခုစော့ပြပေးသွားတဲ့နီလန်းလေးအတိုင်းတကယ်ချင်းမဆိုတော့စော့ကြည့်ပါနော်အခုကျွန်တော်ရအကောက်ထဲမှာဒီမှာ2,32,000ရှိရပေါ့နော်2,32,000ရှိတာကိုကျွန်တော်အခုဒီမှာ7မိနစ်ကြော်ကစားပြီးတော့ဒီကောင်ကိုကျွန်တော်အမြတ်ငွေ9,000ပေါ့နော်အနည်းဆုံး9,000ရအောင်ကျွန်တော်တကယ်ချင်းမဆိုတော့အတူကျွန်တော်လက်တွေချပြပေးသွားမှာဖြစ်ပါတယ်နော်โอเคဒါဆိုရင်ဒီနေရာမှာကျွန်တော် formula 1ကိုသုံးမှဖြစ်ပါတယ်နော်အကြီးကြတဲ့နေရာမှာကျွန်တော်အကြီးကိုပဲဒီမှာကျွန်တော်1000နဲ့စားလိုက်မှာပေါ့နော်1000နဲ့စားလိုက်ပြီးတော့အခုဆော့ပြပေးသွားမှာဖြစ်ပါတယ်โอเคကျွန်တော်ဒီမှာအောက်မှာအကြီးကြထားတဲ့အတွက်ကျွန်တော်အကြီးကိုပဲ1000ဆက်ထိုးထားတယ်ပေါ့နော်1000ဒီမှာထိုးထားတယ်ဒီမှာ2,300,000ကျန်တယ်ပေါ့နော်အခုကျွန်တော်30စက္ကန့်ကိုစော့နေတာပေါ့နော်လက်ကြီးသမားတွေလည်းဒီလိုမျိုးပဲအချိန်ခဏလေးနဲ့ပေါ့နော်အမျက်ငွေများများထုတ်ချင်တယ်ဆိုရင်ပေါ့နော်ဒီနီးလန်းလေးအတိုင်းစော့လို့ရပါတယ်ဒါလူတိုင်းကတော့ဒီလိုမျိုးစော့ပါလို့ကျွန်တော်မတောင်းဆိုပါဘူးမိတ်ဆွေတို့ကျွန်တော်ပြောပြပေးထားပါတယ်မိတ်ဆွေတို့လိုက်စာအနည်းဆုံး8စာသုံးဖို့10စာပြင်ပြီးတော့နည်းနည်းလေးနဲ့စော့ပါပေါ့နော်ဒီလိုအများကြီးနဲ့စော့ရင်တော့အမျက်ငွေခဏလေးနဲ့အများကြီးလည်းရနိုင်တယ်ရှိတဲ့ဟာပါခဏလေးနဲ့ပလုံးနိုင်တယ်ပေါ့နော်အဲကြောင့်မလို့ကျွန်တော်ဒီမှာအကြီးကြထားတဲ့အတွက်ဒီမှာအခုအသေးကိုကျွန်တော်မှားထိုးမိတာပေါ့နော်ဒါကျွန်တော်တကယ်ပြောမှဆိုအကြီးကိုပဲထိုးရမှာပေါ့နော်โอเคဒီကဘာလေးကြမလဲဆိုတော့ကျွန်တော်ကြည့်လိုက်မယ်အကြီးပဲကြတယ်ပေါ့နော်အကြီးပဲကြတဲ့အတွက်ကျွန်တော်ခုနကအသေးကိုမှားထိုးမိတာပေါ့နော်အခု1000ထိုးထားတဲ့အတွက်ကျွန်တော်1000ပါသွားတယ်ပေါ့နော်ဒီမှာကျွန်တော်3စာလိုက်ထိုးမယ်ပေါ့နော်အကြီးကိုပဲကျွန်တော်ဒီတခါ3000ပြန်ထိုးမယ်ပေါ့နော်ခုနကကျွန်တော်10မှားသွားတယ်ပေါ့နော်အကြီးကြရင်အကြီးကိုပဲထိုးမယ်အသေးကြရင်အသေးကိုပဲထိုးမယ်ပေါ့နော်ဒီနီးလန်းလေးအတိုင်းအခုကျွန်တော်ဆော့နေတာပေါ့နော်โอเคကျွန်တော်ရအကောက်တယ်မှာတော့အခုလက်ရှိဒီမှာ2,29,000ကျန်နေတယ်ပေါ့နော်โอเคဒါဆိုဒီတခါဗာလေးလာမလဲကျွန်တော်တစ်ချက်ကြည့်လိုက်မယ်โอเคအကြီးပဲလာတယ်ပေါ့နော်အကြီးပဲလာဆို3000ခဏကျွန်တော်3000ထိုးထားဒီမှာနိုင်သွားပြီပေါ့နော်နိုင်ရပြီဆိုတော့ပုံမှာအခုဒါ2,300,000ဝယ်ရှိပါပြီပေါ့နော်ကျွန်တော်2,800,000ပေါ့နော်တက်ခဲ့ထားပါတယ်โอเคအကြီးကိုပဲကျွန်တော်1000ပြန်ဆက်ထိုးမယ်ပေါ့နော်ခုနကကျွန်တော်စားလိုက်တာ3000ထိလိုက်တယ်ပေါ့နော်3000အချိန်မှာရသွားတဲ့အချိန်မှာအခုကျွန်တော်ဇာကိုပြန်ပြီးတော့ထပ်မတိုးတော့ပါဘူးเนาะအစပြန်ထိုးမယ်1000ပဲပြန်ထိုးထားတယ်ပါเนาะโอเคဒီတခါပါလာမလဲကျွန်တော်တစ်ချက်ကြည့်လိုက်မယ်โอเคအသေးလာတယ်ပေါ့เนาะအသေးလာတဲ့အတွက်ဒီတခါကျွန်တော်အသေးကိုပဲ3000ဆက်ထိုးမယ်ပေါ့เนาะအဲ့လိုမျိုးပဲဇာလိုက်ပြီးတော့ထိုးရမှာဖြစ်ပါတယ်အသေးကိုပဲကျွန်တော်3000ဆက်ထိုးထားတယ်ပေါ့เนาะโอเคအသေးကိုပဲဒီတခါကျွန်တော်ဇာ3ဇာလိုက်ထားတယ်ပေါ့เนาะဒီတခါပါလေးကြမလဲโอเคအကြီးကြတယ်ပေါ့เนาะအကြီးကြတဲ့အတွက်ဒီတခါအကြီးကိုကျွန်တော်8ဆပြန်ထိုးမယ်ပေါ့เนาะโอเคဒီနေရာမှာကျွန်တော်အကြီးကိုဒီမှာ8000ထိုးမယ်ပေါ့နော်โอเคအကြီးကိုပဲကျွန်တော်8000ထိုးလိုက်ပြီပေါ့နော်အပေါ်မှာကျွန်တော်2,300,000ပဲကျန်တော့တယ်ပေါ့နော်โอเคကျွန်တော်အချိန်လေးစောင့်ကြည့်လိုက်မယ်ဒီကဘာလေးလာမလဲဟုတ်ပြီအကြီးပဲလာမလားအသေးပဲလာမလားโอเคအသေးလာတယ်ပေါ့နော်အသေးလာတဲ့အတွက်ခုနကကျွန်တော်ထိုးထားတာ8000ပေါ့နော်8000ဆိုတော့အခု1000ပါသွားပြီ3000ပါသွားပြီ8000ပါသွားပြီပေါ့နော်အခုကျွန်တော်အကြီးကိုပဲအသေးကိုပဲကျွန်တော်2,400ဆက်ထိုးမယ်ပေါ့နော်โอเคအကြီးကိုပဲအသေးကိုပဲကျွန်တော်ဒီမှာ2,400ထိုးလိုက်ပြီပေါ့နော်โอเคဒီတခါကျွန်တော်တို့ပါလာမလဲကြည့်ကြည့်မယ်ကျွန်တော်အခုဒီမှာ4စာထိရောက်နေပြီပေါ့နော်လိုက်စာလိုက်နေတာအခုကျွန်တော်အသေးကိုပဲထိုးထားရပေါ့နော်โอเคအကြီးလာတယ်ပေါ့နော်အကြီးလာတဲ့အတွက်ဒီမှာသူကပေါ့နော်4ချိန်ရှိသွားပြီပေါ့နော်ဒီမှာအကြီးအသေးကစားနေတာပေါ့နော်အကြီးအသေးကစားနေတဲ့အချိန်မှာဒီမှာလည်းအကြီးမလာတော့ပေါ့နော်ကျွန်တော်ထင်တာတော့အကြီးမလာတော့ပါဘူးအသေးလာဖို့အလားလာများနေပေါ့နော်အဲ့ဒီအတွက်ကျွန်တော်အသေးကိုပဲဒီမှာကျွန်တော်9,200ထိုးလိုက်မယ်ပေါ့နော်โอเคအသေးကိုပဲကျွန်တော်9,200ထိုးလိုက်ပြီဗာလေးလာမလဲပေါ့နော်ဒီမှာကျွန်တော်ရဲ့ formula ပဲမှားမလားအဲ့ဒီအတိုင်းပဲလာမလားဒီမှာကျွန်တော်တစ်ချက်ကြည့်လိုက်မှာပေါ့နော်တကယ်ပြောလို့ဆိုရင်ဒီညမှာအကြီးထိုးရမှာနော်ကျွန်တော်ကဒါပေမဲ့အသေးလာတယ်ပေါ့နော်ကျွန်တော်ပြောတဲ့အတိုင်းပဲဒီညမှာအသေးလာတယ်ပေါ့နော်အသေးလာတဲ့အတွက်ဒီမှာကျွန်တော်9,200ထိုးထားတာဒီမှာနိုင်သွားပြီပေါ့နော်နိုင်သွားပါပြီဒီမှာ3,400,000ပေါ့နော်ခုနကကျွန်တော်ပြောတာဒီမှာ2,800,000ကျွန်တော်ပြည့်အောင်ဆော့မယ်ပေါ့နော်အခု2,600,000ရှိနေပါပြီဒီလိုမျိုးပဲသူကဒီမှာအကြီးအသေးကြနေတဲ့အချိန်မှာအခုကျွန်တော်တို့အကြီးကိုပဲကျွန်တော်ထိုးမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုဒီနေရာမှာသူပဲဒီမှာအကြီးအသေးကြနေတာဗျာအဲ့တော့ကျွန်တော်တို့ကဒီ green ကိုရအောင်ဖမ်းမယ်ပေါ့နော်ရမြကျွန်တော်အခုအကြီးကို1000ထိုးထားတယ်ပေါ့နော်โอเคဒီနေရာမှာသူဖောက်သွားပြီပေါ့နော်အကြီးအသေးဖောက်သွားပြီဆိုရင်ဒါအခုအသေးကျထားတဲ့အတွက်ကျွန်တော်တို့အသေးကိုပဲပြန်လိုက်တော့မယ်အသေးကိုကျွန်တော်ဒီမှာ3000ပြန်ထိုးမယ်ပေါ့နော်သူကအကြီးအသေး formula ဒီမှာအသေး2ချိန်ကျသွားတဲ့အတွက်အကြီးအသေး formula ဒီမှာသူဖောက်သွားတယ်ပေါ့နော်ဖောက်သွားတဲ့အတွက်ကျွန်တော်
အကြီးကြရင်အကြီးအသေးကြရင်အသေးပဲပြန်ထိုးရမယ်ပေါ့နော်โอเคအသေးကိုပဲကျွန်တော်3လပြန်ထိုးထားတယ်ပေါ့နော်အသေးကိုကျွန်တော်3000ပြန်ထိုးထားပါတယ်โอเคဒီတကဘာလေးလာမလဲအကြီးလာတယ်ပေါ့နော်အကြီးလာတဲ့အတွက်ဒီတကအကြီးကိုကျွန်တော်8ဆထိုးရတော့မယ်ပေါ့နော်အကြီးကိုကျွန်တော်ဒီနေရာမှာ7000ထိုးမယ်โอเคမိတ်ဆွေတို့မှာလိုက်စာမိတ်ဆွေတို့မှာရှိရင်တော့မိတ်ဆွေတို့အမျက်ငွေခဏလေးနဲ့အများကြီးရှာနိုင်တယ်ပေါ့နော်ဥပမာကျွန်တော်မှာဒီမှာ2သိန်းကျော်ရှိတဲ့အတွက်ကျွန်တော်ကဒီမှာ9ကြိမ်6ကြိမ်ထိပေါ့နော်များများနဲ့လိုက်ပြီးတော့ကျွန်တော်ဆော့လို့ရပါတယ်အဲ့ဒီဂျားထဲမှာပေါ့နော်ကျွန်တော်2ချက်3ချက်မိသွားရင်တော့ကျွန်တော်ရဲ့အမျက်ငွေက4-5တောင်းလောက်အေးဆေးကျွန်တော်ထွက်လာမယ်ပေါ့နော်မိတ်ဆွေတို့ကျွန်တော်အခုဒီမှာလက်တွေလည်းဆော့ပြပေးနေတယ်ပေါ့နော်โอเคဒီတကအသေးလာတယ်ပေါ့နော်အသေးလာတဲ့အတွက်ကျွန်တော်7000နဲ့ခုနပလောင်းသွားပြီပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်အသေးကိုပဲကျွန်တော်24လပြန်ထိုးရအောင်ပေါ့နော်โอเคအသေးကိုပဲကျွန်တော်24โอเคအသေးပဲလာတယ်ပေါ့နော်အသေးပဲလာတဲ့အတွက်ဒီမှာကျွန်တော်4900နိုင်သွားပြီပေါ့နော်4900နိုင်သွားပြီဒီမှာကျွန်တော်2,900,900နဲ့900ပေါ့နော်ကျွန်တော်ရဲ့ target ပြေးဖို့က1000ပဲလိုတော့ပါတယ်โอเคအသေးလာထားတဲ့အတွက်ကျွန်တော်အသေးကိုပဲဒီမှာ1000ဆက်ထိုးမယ်ပေါ့နော်โอเคအသေးကိုပဲကျွန်တော်1000ဆက်ထိုးလိုက်ပြီခုနကကျွန်တော်ပြောတဲ့ target ကိုမိတ်ဆွေတို့ဒီမှာ7မိနစ်တောင်မပြည့်ဘူးပေါ့နော်7မိနစ်အတွင်းမှာပဲကျွန်တော်ဒီမှာတကယ်ကြီးမိတ်ဆွေတို့ကျွန်တော်ပြောသလိုဒီမှာဆော့ပြပေးလိုက်တာပေါ့နော်မိတ်ဆွေတို့လည်းဒီလိုမျိုးဆော့ခြင်းဆော့လို့ရပါတယ်ဒါပေမဲ့မိတ်ဆွေတို့မှာလိုက်ဆိုင်ရှိမှမိတ်ဆွေတို့ဆော့ပါနော်ခုနကကျွန်တော်အသေးကို1000ထိုးတယ်ပေါ့နော်အသေးပါသွားတယ်အခုအကြီးကျတဲ့အတွက်ကျွန်တော်အကြီးကိုပဲဒီမှာ3000ဆက်ထိုးမယ်ပေါ့နော်ဒါကတော့အဓိကအဖြစ်ပေါ့နော်အချိန်ကြီးအများကြီးမပေးနိုင်ဘူးပေါ့နော်အချိန်ကြီးအများကြီးမပေးနိုင်တဲ့သူတွေလက်ကြီးသမားတွေအတွက်ပေါ့နော်သူတို့တွေကများများရင်းနိုင်တယ်ဟို3-5သိန်းလောက်ရင်းပြီးတော့ပေါ့နော်သူတို့က9000 သိန်းလောက်ပဲအမြတ်လိုချင်တယ်ဆိုရင်တစ်နေ့ကိုဒီလိုမျိုးဒီနီးလန်းလေးအတိုင်းမိတ်ဆွေတို့ဆော့ပြီးတော့အေးဆေးအမြတ်ထုတ်လို့ရတာဖြစ်ပါတယ်နော်โอเคဒီတကဘာလေးလာမလဲဆိုတော့အကြီးပဲလာတယ်ပေါ့နော်အကြီးပဲလာတော့ကျွန်တော်ဒီမှာနိုင်သွားပြီပေါ့နော်ကျွန်တော်ပြောတဲ့ target ကဒီမှာပြည့်သွားပါပြီနော်2,800,000ဒီမှာပြည့်သွားပါပြီနော်2,800,000ပြည့်သွားပါပြီโอเคမိတ်ဆွေတို့ဒီနီးလန်းလေးကိုနားလဲလောက်ပြီးလို့ထင်ပါတယ်နော်โอเคမိတ်ဆွေတို့တကယ်လို့မတိတာတစ်ခုခုရှိတဲ့ဆိုရင်လည်းအောက်မှာ admin ရဲ့ contact number လေးရှိပါတယ်မိတ်ဆွေတို့တွားရောက်ပြီးဆက်သွယ်လို့ရပါတယ်ပြီးတော့မိတ်ဆွေတို့ဒီ channel ထဲမှာရောက်နေပြီဆိုရင်ဒီ channel ထဲမှာကျွန်တော်ဗီဒီယိုတွေအကောလုံးအစဆုံးကျွန်တော်တင်ပေးထားပါတယ်အကောက်ဖွင့်တဲ့နည်းရော application download ဆွဲတဲ့နည်းရောငွေသွင်းတဲ့နည်းရောငွေထုတ်တဲ့နည်းရောအမြတ်ငွေရှာတဲ့နည်းရောကျွန်တော်ဒီတပုတ်နဲ့ဆို3ပုတ်ရှိပါပြီပေါ့နော်မိတ်ဆွေတို့အဲ့ဒီဗီဒီယိုတွေကိုတေချာကြည့်ပါပြီးတော့ကျွန်တော် formula အသုံးပြုတဲ့နည်းတွေရှင်းဆွဲပြီးတော့ဓာတ်ပုံနဲ့တင်ပေးထားပါတယ်မိတ်ဆွေတို့ဒီ channel ထဲမှာဗျာကျွန်တော်ပြောချင်တာဒီ channel ထဲမှာတင်ထားတဲ့ဗီဒီယိုတွေအကုန်လုံးအသေးစိတ်လေးလာကြည့်လိုက်ပါအဲ့ကြမှာမိတ်ဆွေတို့အကောက်ဖွင့်မှာဆော့ပါနော်ဒါဆိုရင်မိတ်ဆွေတို့နိုင်ခြင်းများပါရင်နော်မိတ်ဆွေတို့ဒီအကိုတိတ်တိတ်ချာချာလေးနားလည်သွားရင်မိတ်ဆွေတို့နိုင်ခြင်းများပါရင်နော်တိတ်တိတ်ချာချာလေးဗီဒီယိုတွေတိတ်တိတ်ချာချာမကြည့်ပါနဲ့မိတ်ဆွေတို့တွားရောက်ပြီးတော့မဆော့ပါနဲ့အဲ့ဆိုရင်မိတ်ဆွေတို့ချုံးပါပါနော်โอเคအားလုံးပဲနောက်ဗီဒီယိုမှာပြန်လာဆုံးကြရအောင်ဘိုင်ဘိုင်